အဖိုးဆုံးအရင်ကရွာမှာမိုးခေါင်ရင်ရေကိုဘယ်လိုရှာကြလဲကျွန်တော်မေးလိုက်တယ်အရင်တုန်းကရွာလူကြီးကလူတွေကိုဥဆောင်ပြီးရေတွင်းတချို့တူးခဲ့ဘူးတယ်ဒါပေမဲ့ငါတို့ဒီဘက်ကမြေအောက်ကျောက်လွာတွေကတိတ်ထူတဲ့တူးလို့ရတာကလည်းမြေရန်ရေတိမ်တွေပဲရက်အနေငယ်ဆုပ်လိုက်တာနဲ့ခန်းသွားတာပဲမင်းရဲ့ဧက130ကန်ကြီးကိုလုံလောက်အောင်ပေးနိုင်မှုဆိုရင်မီတာ200လောက်ထူတဲ့ကြောက်ဖြာကြီးကိုဖောက်နိုင်မှရလိမ့်မယ်ဒါပေမဲ့အဲ့ဒီကုန်ကြစရိတ်ကအရန်များတဲ့ဆက်ရန်ရတဲ့စုံကိုတင်ရွံတောင်းချီကုန်မယ်ပြီးတော့ကျွမ်းကျင်တဲ့မြေတိုင်းဖွဲ့ကိုလည်းငှားရအောင်မယ်ဘယ်သူမှဒီလောက်အနေရကိုမစွန့်ရဲကြဘူးကွာနောက်ဆုံးအလောင်းစားအိမ်ထဲပြန်ဝင်ပြီးစည်ရင်စာအုပ်ကိုလှန်ကြည့်လိုက်တယ်အရင်ကဘဲတွေဝယ်တာ CCTV ကင်မရာတွေတက်တာငန်းဖြူတွေဝယ်တာနဲ့တိုင်ဖုန်းမုံတိုင်းအတွက်သုံးလိုက်ရတာတွေကြောင့်လက်ထဲမှာလဲပတ်ငွေရွှန်4000တောင်မပြည့်တော့ဘူးရေနဲ့တွင်းတူးမယ်ဆိုရင်စွမ်းအားမြင့်ရေနဲ့ဆုပ်ဆက်တဲ့ပိုက်လိုင်းတွေတွေ့တန်းဖို့အနည်းဆုံးငွေ2000လောက်လိုနေသေးတယ်ဒါပေမဲ့ကျွန်တော်မှစုံလန်းမရှိတော့ဘူးအဲ့ဒီညမှာပဲငယ်တငယ်ချင်းကျိုးလန်စီဖုန်းဆက်လိုက်တယ်လန်လေးငါ့ကိုကူညီပါဦးငွေ2000လောက်ချေးပေးပါပြီးတော့မြို့နယ်ထဲမှာအယုံကြည်ရဆုံးရေတွင်းတူအဖွဲ့ကိုလည်းဆက်သွယ်ပေးမီတာ200အနက်ရှိတဲ့ကြောက်လွာတွေကိုဖောက်နိုင်တဲ့ဆက်ရန်ရကြီးတွေပါတဲ့အဖွဲ့မျိုးဖြစ်ရမယ်ဖုန်းတစ်ဖက်ကနေစက္ကန့်အနည်းငယ်လောက်တိတ်ဆိတ်သွားပြီးကျိုးလန်ကတက်ပြင်းရှည်ကြီးချလိုက်တယ်ရန်လေးမင်းယူနေပြီလားရေနဲ့တွင်းတူးတာကလောင်းကစားလောက်တာနဲ့အတူတူပဲတကယ်လို့မီတာ200တူးပြီးမှရေမထွက်လာရင်ဒါမှမဟုတ်ရေထွက်မကောင်းရင်မင်းရဲ့ပတ်စံတွေတော့ရေစုံမျောသွားလိမ့်မယ်ဟိုတထေးချံအကြောင်းလဲငါကြားပါတယ်အဆိုးဆုံးကတော့ဒီနေ့ငါတို့အမြန်နည်းနည်းရော့သွားတာပေါ့ကွာသူ့ကိုခေါင်းငုံပေးလိုက်ပါမဖြစ်နိုင်ဘူးငါရှန်ရန်ကဒီနေ့တာခေါင်းငုံပေးလိုက်ရင်နောက်ဆိုဒီရွာမှာခွေးရမ်းကြောင်ရမ်းတွေတောင်ငါ့ကိုလာနိုင်ကျင့်ရဲသွားလိမ့်မယ်ငါရဲ့တက်ဆောင်ကျိုးကိုငါလက်ထဲမှာပဲစုပ်ကင်ထားခြင်းတယ်အေးပါကွာမင်းကတော့တကယ်ကောင်းပါတဲ့ကောင်ပဲပတ်စံမနှက်ဖြန်မနှက်မင်းပန်အကောင့်နဲ့လွှဲပေးလိုက်မယ်ရေတွင်းတူအဖွဲ့ကိုလည်းဒီညပဲငါအဆက်အသွယ်ရှာပြီးမနှက်ဖြန်ညတွင်းချင်းရွာထဲဝင်လာစေရမယ်ဂေဟစနစ်ရေစစ်ကန်တိဆောက်ခြင်းဖုံးချပြီးတာနဲ့တက္ကသိုလ်တုန်းကစိုက်ပျိုးရေးအင်ဂျင်နီယာမတ်စုတွေကိုညတွင်းချင်းပြန်ဖက်ရတယ်မြေအောက်ရေကိုဒီအတိုင်းစုပ်တင်ပြီးတွင်းလိုက်ရုံနဲ့မလုံလောက်ဘူးမြေအောက်ရေနဲ့ပိုင်းကအပူချိန်နေပြီးတက်ထုတက်တွေများတဲ့ကြာကန်တဲကိုအများကြီးတိုက်ရိုက်တွင်းလိုက်ရင်ဘဲတွေအိမ်မိနိုင်ုံသားမကကြာပင်တွေကလည်းရေအေးတန်ကြောင့်ကြီးထွားမှုရပ်တန့်သွားလိမ့်မယ်ဒါကြောင့်ရေအရင်းမြင့်တဲ့ကြာကန်ကြားမှာကြားခံအဖြစ်တန့်စင်ပေးမဲ့ဂေဟစနစ်ရေစစ်ကန် ecological filter pool တစ်ခုတိဆောက်ရမယ်နောက်တနေ့မှာကျိုးလန်ရဲ့ပတ်စံအချိန်မီရောက်လာတဲ့အဖိုးဆုံးနဲ့အန်တီဝန်တို့ကကျွန်တော်ကိုယ်တိုင်ရင်းနဲ့တွင်းတူးပြီးတထေးချံကိုထိတ်တိုက်ရင်ဆိုင်တော့မယ်ဆိုတဲ့သတင်းကိုကြားတော့ရွာထဲကအလုပ်လုပ်နိုင်တဲ့ရွာသားတချို့ကိုသူတို့သဘောနဲ့သူတို့ခေါ်လာကြတယ်ရန်လေးအားလုံးပဲကြားပြီးဟိုကြောက်မှန်ချန်ဆိုတဲ့လက်ဦးကြီးကအပြင်လူနဲ့ပေါင်းပြီးငါတို့ရွာသားကိုအနိုင်ကျင့်တာဒီကိစ္စကိုငါတို့ဒီမခံနိုင်ဘူးဒီရက်ပိုင်းအလုပ်လုပ်ပေးတာမင်းစီကလှုပ်အားကမယူဘူးမင်းဘယ်လိုလုပ်ရမလဲတာပြောမင်းပြောတဲ့အတိုင်းငါတို့လုပ်ပေးမယ်ရိုးသားဖြူစင်ပြီးခိုင်မာပြတ်သားတဲ့မျက်နှာတွေကိုကြည့်ရင်ကျွန်တော်မျက်ကွင်းတွေတောင်ပူနွေးလာတယ်ကျွန်တော်ကြာကန်မြောက်ဘက်ကခက်မြင့်မြင့်မှရှိတဲ့စွန့်ပစ်မြေရိုင်းကိုလက်ညှိုးထိုးပြလိုက်တယ်အဖိုးဆုံးအန်တီဝန်ဒီနေ့ကျွန်တော်တို့ဒီနေရာမှာအစင်းစင်းဖြစ်နေတဲ့ဂေဟစနစ်ရေစစ်ကန်တူးကြမယ်နောက်2ရက်လုံးကြာကန်ပေးမှာလူတွေစီကားတိုက်မြိုက်စွာနဲ့အလုပ်လုပ်နေတဲ့နေရာတစ်ခုဖြစ်သွားတယ်နေ့လယ်ဘက်နေပူကျဲကျဲမှာကျွန်တော်ဆွဲထားတဲ့ပုံစံကျန်းအတိုင်းအမြင့်အနေမတူညီတဲ့ရေတိမ်ကန်3ကန်ကိုတူးဖော်ခဲ့ကြတယ်ကန်အောက်ခြေမှာကြောက်ရွံ့ကျန်းကြောက်ခဲကျူးတွေနဲ့မီးသွေးတွေကိုအထူကြီးခင်းလိုက်တယ်ပြီးတော့ကန်ထဲမှာရေတက်စင်နိုင်စွမ်းနဲ့ရေထိန်နိုင်စွမ်းကောင်းတဲ့ရေနေပင်တွေဖြစ်တဲ့ကျူပင်တွေနဲ့ဗုဒ္ဓတယန္တပင်ခန္ဓာဝလီတွေကိုစိုက်ပျိုးလိုက်တယ်မြေအောက်ရေနက်ကိုစုပ်တင်ပြီးရင်ဒီကန်3ကန်ကိုဖြတ်တန်းကနေအောင်ကြီးနဲ့ထိတွေ့စေပြီးအပူချိန်မြင့်တင်ခြင်းရေစစ်ချခြင်းနဲ့အောက်ဆီဂျင်ပေါင်းဆက်ခြင်းတွေလှုပ်ဆောင်ပြီးမှနောက်ဆုံးမှာအသက်ဝင်နေတဲ့ရေတန့်အဖြစ်ကြာကန်ထဲကိုဖြည်းဖြည်းချင်းစီးဝင်စေမှာဖြစ်တယ်နောက်ဆုံးအလောင်းစားနဲ့အသက်သွေးကြောတတိယမြောက်နေ့ညနေဆောင်မှောင်လူလူအချိန်မှာနားကွဲမတက်ဆူညံတဲ့အတန်ကြီးနဲ့အတူကျိုးလန့်အဆက်အသွယ်နဲ့ရှာပေးလိုက်တဲ့တန်ချက်ကပြီးတက်ရေတွင်းတူးဆက်ရန်ရာကြီးရွာထဲကိုဝင်လာတဲ့ကြောက်မှန်ချမ်းရဲ့မျက်စိတောက်ထောက်ကြည့်နေတာကိုရှောင်ရှားဖို့အတွက်ညဘက်မှာတမင်ရွေးပြီးအလုဆက်လုပ်ခဲ့ကြတယ်တိတ်ဆိတ်နေတဲ့ညဘက်မှာလွန်သွားရဲ့အတန်ကြီးကပိုးပြီးလေးလံနေတရားမဲ့ကြောက်လွာတွေကိုတလက်မချင်းဖောက်ထွင်းသွားတိုင်းရှို့ရည်တွေနဲ့အတူဒီဇယ်စီလောင်ကျွမ်းတဲ့ဆူရှာရှာအနက်တွေပါထွက်ပေါ်လာတယ်ကျွန်တော်တွင်းပေါက်ကူမြကက်တောင်မခတ်တန်းကြည့်နေမိပြီးရင်ခုန်တန်ကလည်းရေတွင်းတူးဆက်နဲ့အတူပြင်းထန်စွာခုန်ပေါက်နေတယ်မီတာ30မီတာ50မီတာ100ပထမနေ့ကုံဆုံးသွားတဲ့အထိ6တွေ့နေတဲ့မိခိုးရောင်ကြောက်မုံတွေကလွဲရင်ရေတစ်စက်တောင်အရေးရောင်မတွေ့ရသေးဘူးဒုတိယနေ့မှာလည်းအနေကပူမြဲပူဆဲပဲကြာကန်ရဲ့ရေမက်ကအန်ရရှိတဲ့အခြေအနေအထိကျဆင်းသွားပြီးကြာရွက်တော်တော်များများကလုံးဝ6တွေ့သွားပြီးမိလောင်ထားတဲ့စက်ကူစုပ်တွေလိုရွှွရေပြင်ပေါ်မှာတွဲလောင်းကျနေတဲ့ဘဲအုပ်ကြီးရဲ့အော်တန်တွေကလည်းအားနဲ့ချက်ချလာတဲ့ချင်းတိခေါင်းငန်းကြီးအကောင်90လဲရွှွထဲမှာစိတ်မရှိစွာနဲ့တောင်ပန်ခတ်နေကြတယ်ကြောက်မှန်ချန်နဲ့တထေးချန်တို့ကံပေးကိုအချိန်ကိုက်ရောက်လာကြတယ်3ရက်ပြည့်ပြီးရှန်ရန်တထေးချန်ကရွှွတွေပေးကြံနေတဲ့ကျွန်တော်မျက်နှာနဲ့ပင်ပန်းနွမ်းနေတဲ့မျက်လုံးတွေကိုအသက်ခံရတော့မဲ့တိုးတူငယ်လေးကိုကြည့်တယ်လို့ကြည့်နေတယ်မင်းကရေနဲ့တွင်းတူးမယ်ဆိုတဲ့စိတ်ကူးရင်အိမ်မက်တွေမက်နေတယ်လို့ကြားတယ်ဟာအိမ်မက်မဆန်းပါနဲ့ဒီမြေအောက်ကတေးနေတဲ့ကြောက်သားတုံးကြီးတွေကြီးပဲဘလို့လဲအခုဒီစာချုပ်ကပေါက်စေးရဲ့20%နဲ့ပဲလက်မှတ်ထိုးလို့ရတော့မယ်လက်မှတ်ထိုးလိုက်ရင်မင်းအသက်ကိုကယ်ဖို့ရေကားတွေချက်ချင်းခေါ်ပေးမယ်တက္ကသိုလ်ကျောင်းသားလေးမြန်လက်မှတ်ထိုးလိုက်ပါနည်းနည်းထက်နောက်ကျသွားရင်မင်းရဲ့ကန်ကြီးကတကယ်တူတန်တဆပြင်ဖြစ်သွားတော့မယ်လို့ကြောက်မှန်ချန်ကလည်းဝင်ပြောတယ်ကျွန်တော်သူတို့ကိုဂယုမဆိုင်တယ်လို့တစ်ချက်တောင်လှည့်မကြည့်ခဲ့ဘူးအတန်ကြီးဟဲနေစေဖြစ်တဲ့ရေရင်းတူးဆက်စီကိုသာလှည့်ထွက်လာခဲ့တယ်ဒီအချိန်မှာမြေအောက်မီတာ180အထိတူးပြီးနေပြီဆရာအောက်ကအခြေအနေဘယ်လိုရှိလဲကြောက်လွာကအရမ်းပါတယ်လွန်သွားကတော်တော်လေးစားသွားပြီးတထေးရှန်ထပ်တူးမယ်ဆိုရင်စိန်သွားတက်ထားတဲ့လွန်သွားလဲကိုပတ်စံထက်ထည့်ရလိမ့်မယ်ပြီးတော့ရေထွက်လာမယ်လို့လဲအာမမခံနိုင်ဘူးထပ်တူးဦးမှာလားအဝေးကနေစိုးရင်တကြီးစောင့်ကြည့်နေတဲ့အဖိုးဆုံးနဲ့အန်တီဝန်တို့ကိုကြည့်ရင်ကျွန်တော်သွားကိုကြိတ်ထားလိုက်တဲ့ခေါင်းထဲမှာအဖေမာခဲ့တဲ့တေချာစူးစမ်းလုံးတော်ပင်ပန်းမှာကိုမကြောက်နဲ့ဆိုတဲ့စကားလေးဖြစ်ပြေးသွားတယ်တူးမေလွန်သွားလဲလိုက်ဒီကပမြေလွာကြီးကိုဖောက်ရမယ်ဆိုရင်တော့ရေကိုမြင်ရမှဖြစ်မယ်
ညနေ3နာရီမှာနေကအပူဆုံးအချိန်ကိုရောက်နေပြီးတစ်ပင်ရိပ်အောက်မှာရက်နေတဲ့တထေးချံကနာရီကိုစိတ်မရှိစွာကြည့်လိုက်ပြီးနောက်ဆုံးအဆုံးဖြတ်ပေးဖို့ကျွန်တော်စီလျှောက်လာဖို့ပြင်တဲ့အဲ့ဒီအချိန်မှာပဲရေတွင်းတူးဆက်စီကနေအလွန်လေးလံတဲ့ဝုန်းဆိုတဲ့အတန်ကြီးထွက်ပေါ်လာပြီးတန်ချက်ကရန်ရကြီးတစ်ခုလုံးပြင်းထန်စွာတုန်ခါသွားတယ်။ပောက်သွားပြီ။ကြောက်ဖြာကြီးကိုဖောက်ထွက်သွားပြီးဟဲ့လို့စမ်းမောင်းသူကရုတ်တရက်စိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ပြီးမောင်းတံကိုဆွဲချလိုက်တယ်။နောက်တစ်စက္ကန့်မှာတော့ရှင်သေးတွေအများကြီးရောနှောနေတဲ့နောက်ကြီးရေလုံးကြီးဟာဒေါသထွက်နေတဲ့ငကားဝါကြီးတစ်ကောင်လိုတွင်းပေါက်ထဲကနေပန်းထွက်လာပြီး9မီတာ10မီတာလောက်အမြင့်ထိတဲမတ်စွာပန်းတက်သွားတယ်ပြင်းထန်တဲ့နေအောင်အောက်မှာရေမုံရေမွားတွေကတောက်ပတဲ့တက်တက်ရောင်တွေအဖြစ်အလင်းရိုင်သွားတယ်ရေထွက်လာပြီတကယ်ရေထွက်လာပြီဟဲ့အဖိုးဆုံးကစိတ်လှုပ်ရှားလွန်းလို့ကောက်ရိုးဦးထုတ်ကိုလွှင့်ပစ်ပြီးကလေးတယောက်လိုရှင်ထဲမှာခုန်ပေါက်နေတဲ့အန်တီဝန်နဲ့ရွာသားတွေလည်းဝမ်းသာအားရအော်ဟစ်ပြီးဖတ်လိုက်ကြတယ်3ရက်လုံးတင်းကျပ်နေတဲ့ကျွန်တော်ရဲ့အာယုံကြောတွေဒီအချိန်မှာလုံးဝပြေလျော့သွားတော့တယ်ခြေထောက်တွေခွေရိုင်သွားပြီးရှုတွေပြည့်နေတဲ့မြေကြီးပေါ်ကိုထိုင်ရသားကျသွားတယ်အေးဆက်တဲ့မြေအောက်ရေတွေကကျွန်တော်ခေါင်းပေါ်ကနေလောင်ချနေတာကိုဒီတိုင်းပဲလွတ်ထားလိုက်တယ်အဲ့ဒီရေကတကယ်ကိုအေးစိတ်နေတာပဲမြေအောက်နှစ်ပိုင်းကချုံများများအရသာလေးတောင်ပါသေးတယ်မကြခင်မှာပဲရှင်သေးတွေကုံစင်သွားပြီးပန်းထွက်လာတာကကြည်လင်နေတဲ့တွင်စီးဆင်းနေတဲ့မြေအောက်ရေနက်တွေဖြစ်သွားတယ်ကျွန်တော်တို့ချက်ချင်းပဲစွမ်းအားမြင့်ရေစုပ်ဆက်နဲ့ပကံလုံးအရွယ်ရှိတဲ့စက်မှုလုပ်ငန်းသုံးရေပိုက်ကြီးတွေကိုဆက်လိုက်ပြီးခုနကမှတိစောက်ထားတဲ့အဆင့်ဆင့်ရေဟာစနစ်ရေစစ်ကန်စီကိုတွေ့တန်းလိုက်တဲ့အေးဆက်နေတဲ့မြေအောက်ရေဟာရေစစ်ကန်တွေတဲကကြောက်စရစ်တွေတဲတွေနဲ့ရေတန်းစင်အပင်တွေကိုဖြတ်တန်းကနေအောင်ကြီးကြောင်းလင်းမြန်စွာအပူချိန်မြင့်တက်လာပြီးအသက်ဝင်နေတဲ့ရေကြီးစီးကြောင်းဖြစ်ပြောင်းလဲသွားကနောက်ဆုံးမှာတော့၆တွေ့နေတဲ့ကြာကန်ထဲကိုဝေါ်ခနဲစီးဝင်သွားပါတော့တယ်မိုးခေါင်ပြီးမှရွာတဲ့မိုးလိုပဲပူလွန်းလို့တေလူမျောပါဖြစ်နေတဲ့ဘဲအကောင်တုံးတူညကျော်ဟာရေတံကိုကြားတာနဲ့တပြိုင်နက်မိုးချင်းတန်လို့စူညံတဲ့အော်တန်ကြီးတွေနဲ့တူရေဝင်ပေါက်စီကိုအလူရက်ပြေးလာကြတဲ့၆တွေ့အကွဲနေတဲ့ရွှွတွေဟာရေငွေ့တက်ရသွားတဲ့အခါတရှက်ရှက်အတန်လေးတွေထွက်လာတဲ့နွမ်းရနေတဲ့ကြားရွက်တွေဟာလည်းမျက်စိရှိတင်ပဲသူတို့ရဲ့ခါကိုပြန်လဲမမတ်ဆက်ထုတ်လာကြတယ်လို့ပဲကျွန်တော်မတ်တက်ရက်ပြီးမျက်နှာပေါ်ကရွှွရည်တွေကိုတုပ်ပစ်လိုက်တယ်ပြီးတော့မှင်သက်နေတဲ့တထေးချံနဲ့ကြောက်မှန်ချံရှိကိုရှောက်သွားလိုက်တယ်